ဒီနေ့မှာတော့ကျွန်တော်တို့စစ်ဆေးပါတော့ Rainbow Friend Chapter 2 New Array ကိုစောပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အကောင့်လေးကို like နဲ့ subscribe လေးပေးခဲ့ကြပါခင်ဗျာကျွန်တော် like က subscribe က27 subscribe ပဲရှိသေးလို့ပါခင်ဗျာကျွန်တော် game နေလည်းအများကြီးစောပြပါမယ်ခင်ဗျာ okay ကျွန်တော်တို့စားလိုက်ကြရအောင်ခင်ဗျာစစ်ဆေးပါတော့အမှန်ကန် TV ခင်ဗျာ okay စားဝင်ကြတို့စစ်ဆေးပါတော့အမှန်ကန် TV let's go တို့စစ်ဆေးပါမယ်ဖြစ်ပါတယ်ခင်ဗျာစစ်ဆေးပါတီမတို့ Rainbow Friend Chapter 2 New Upgrade ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ upgrade ထွက်တာတော့မကြသေးဘူးခင်ဗျာဝင်ပြီokay အမှန်ကန်တီးပြီနော်ကျွန်တော် Rainbow Friend ကိုကျွန်တော်နိုင်မလားမနိုင်ဘူးလားဆိုတော့ play တို့စောင့်ကြည့်လိုက်ပါခင်ဗျာ let's go ကျွန်တော်မှာ robot 30ကျော်ရှိတယ်ခင်ဗျာအဲ့30ကျော်ကျွန်တော် K4A လေးလုပ်ပေးပါမယ်ခင်ဗျာ okay ပါတယ်ကျော်စစ်ဆဲမှန်းတော့အမှန်ကန်တီးပြီပါနော်နေကြလိုင်းရစိုးတယ်okay ဆောင်းလာအောင်နည်းနည်းလေးဆောင်းလိုက်ပါဦး skip ကြောင်ကြီးပါလာပြီဗျာကြောင်ကြီးရောskip ပေးလေကွာတရားနဲ့ကြံတော့ရအောင်ဒီတန်ကျိုးကမောင်းလိုက်တာတဲ့ဒီဝတ်ထရတဲ့စစ်ဆဲမန်းတို့အဖွင့်မလားတဲ့ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်ကဲပေါင်းကျုပ်monster ကြီးဟာလားဒီလိုဆိုရင်တော့မဖြစ်သေးဘူးပဲ monster တွေတောင်းညံ့နေပြီပဲတိုးတယ်မှာငါမှအချမ်းတော့ရှိတယ်မင်းတို့မီးလုံးလေးတွေရှာပေးနိုင်မလားမီးလုံးလေးတွေရှာမယ်ဆိုရင်ငါတို့မှာတော့အချိန်ရှိလောက်ပါတယ်ကွာဟုတ်ကဲ့ကျွန်တော်ရှာပေးပါခင်ဗျာဒီကောင်ပါလေကွာယောRainbow Friend ရဲ့မိုးစားတွေဒီကစားမရပြုံးကောင်းမှာပါကွာတဲ့မင်းတို့တွေအကုန်လုံးပျော်ရွှင်နိုင်ကြပါစေတဲ့okay ဝစ်စမ်းစစ်စဲမန်းတို့မှန်ကန်ရှာရမယ်မီးလုံးတွေမှာ25ခုချိန်ဆွဲလို့မရအောင်မှန်တကယ်ရှာမှရတော့စစ်စဲမန်းတို့တီးမှရတော့စစ်စဲမန်းတို့မှန်ကန်တီးဒီမီးလုံးငါယူမှာလို့okay ကျွန်တော်လိုက်ရှာမယ်အေးဟိုမှာပြောကြီးတခုလုံးအေးကျော်ဟိုအောင်ယူကြောက်တာဗျာဟိုအပြရအောင် Rainbow Friend အိုးဒီမှာ3ခုပဲပါတယ်ကွာယူလေးကွာဟိုလိုင်းလက်နေလို့ဒီဟိုမှာတခုအေးဒီမှာတခုအေးကဲကောင်းတာအေးလာပြီပုံနေဟဲ့လိုက်အေးကျွန်တော်6ခုလောက်ရပြီခင်ဗျကျွန်တော်မီလုံးလေးတော့ထည့်လိုက်အေးဒီမှာတခု8ခုလား9ခုလားမသိဘူးokayကျွန်တော်ရှာမယ်ဟာတီးကုန်ပြီမင်းတို့ကလေအေးရောင်ကြီးမနောက်နဲ့တော့လေးနော်မဟုတ်ရော့လေငါအများကြီးပဲစုဝေးတာလားစစ်ဆေးမန်းတော့အမှန်ကတီးတာမှန်တကယ်ရှာလီကမင်းရလေဘာကြောက်တာမှမပြောစစ်ဆေးမန်းတော့ easy ဝင်ရမယ်အေးဟိုမှာကျွန်တော်ပတ်ရှာလာဒီဘက်က
ထက်5ခုဟာတီးပြန်ပြီဟာတော့ဟိုပြီးထိုင်တက်ရဘူးပြီမယ်တက်ရဘူးတော့ပြတ်တယ်ပါလေဟိုတော့ပနေကြောက်ရင်ဒီခါနာနေကြောက်ဝါကနေပုံလာမလှနေ67တို့67တော့တိုးသားတွေအေးမခိုင်းရှိဟုတ်တယ်အဲ့နေရဟေးပြုံးလမ်းသွားပဲလမ်းဘာမှမရှိဘူးရှာမနေနဲ့ရောက်ပြီ။အညာလည်းလက်တယ်။နောက်တော့ငါကဘူးရှိမှတော့ရှာကြပါ။ဟဲ့ဦးကတွေးလိုက်တယ်။တွေ့လိုက်တယ်။အော်ခေါ်ပြီးတော့ကြီးရ။ဒီပါကွာ။ဟေးလာပြီ။မြင်လိုက်တော့လာပြီ။လောက်ကြပါဦးတကားဖွင့်မရအောင်ဖေးနာတော့ရှာပါတော့ဟေးဝမပြလာပုံကြီးပြလာတော့ကြမယ်ဟိုတီဝါတဲ့သူကြီးဟောဖြစ်တာပြုတ်ကြတာဘဝပြုတ်နေတယ်ရောဟိုမှာတီလုံးမဖြစ်ဘူးကျွန်တော်တီဟေးငါတွေးလိုက်တယ်အေးထိုးပြီးအောင်တော်ပြီစင်မအောင်မြင်စင်ဝင်လက်ကြီးอ่ะမီးလုံးလေးပြောင်းသွားဘယ်နားမှလဲချင်းရတိတ်ကောင်းဟမ်ကျူရွိုင်းလာရအားဆိုဒီမှာပါမစနေ3ခု2ခုကမတူးရှိမှာတော့ငါမင်းနေတာ6ပုံမြင်တဲ့6ပုံHey the wheels gonna pass go round the round the wheels gonna pass go round the မီးလုံးလေးဒီလုံးငါချိန်ဆွဲလို့မရဘူးအဲ့လေမင်းနေမီးလုံးလေးတွေရှားမယ်အမဒီပြဖို့ကြီးနေငါရှိုးမိတယ်ပါလေနီယိုမီးလုံးနှလုံးလေးထဲကြပါဟာဘယ်သူရှင်မလဲအေးဥမာတကူတွေ့လားဒီကတော့ယူမယ်အားတော့ယူမယ်အေးမနောက်တစ်ခုဖြူရှူလေးကွာညလူယူอ่ะမုံသေးဘူးမင်းတော့မုံသေးဘူးရောက်ရှူလို့ဟာစားပြီဟေးယူလို့တော့လာယူလို့လည်းမရဘူးကွာစိတ်ပြုတ်ကောင်းโอ้ยอีပါဘောင်းကြောင်းယူနေတယ်လာပြီတော့ကတော့ကြာလိုက်လို့ဒီမှာလည်းပြကိုကြီးအောင်လေငါထင်တာမမောင်းဆိုတော့ဒီနားမှာပဲရှိတော့ဒီတော့စပုံကကြည့်ပြီးသွားရင်လာပြီလေဒီတော့စကဒီနောက်ငါလည်းလာပြီတိုးတယ်ရောကြီးတိုးတယ်စေစမပြေတော့မရောကြီးwhat Mrs. Evan နိုင်ဘူးကွာ